အားလုံးပဲမင်္ဂလာပါတဲ့ Essence Bar ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့ဘဝနေထိုင်မှုပုံစံကိုအမြင့်ကနေပြောင်းလဲပေးနိုင်မဲ့ Essential Lesson ဆိုတဲ့အကြောင်းကိုအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်လူအများစုဟာတနေ့ကုန်အလုပ်တွေအများကြီးလုပ်နေရပြီမဲ့ညဘက်ရောက်ရင်ဘာမှတကယ်ခီးမြောက်တယ်လို့မျိုးခံစားကြရဖူးပါတယ်ကျွန်တော်တို့ဟာအရာရာကိုအကုန်လုပ်နိုင်ရမယ်ဆိုတဲ့အတွေးမှားကြီးထဲမှာပိတ်မိနေတတ်ကြပါတယ်ဒီနေ့မှာတော့Great Macron ရဲ့ Essential Lesson ဆိုတာအလုပ်တွေကိုဘယ်လိုအများကြီးပြီးမြောက်အောင်လုပ်မလဲလို့သင်ပေးထားတဲ့စာအုပ်မဟုတ်ပါဘူး။ဘယ်အရာတွေကမလိုအပ်လို့ဖယ်ထုတ်ပြရမလဲဆိုတာကိုသင်ပေးထားတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့သင်ဘဝရဲ့ဥတီချက်ကိုပြောင်းလဲပေးမယ့်အချက်တွေကိုကျွန်တော်နဲ့အတူအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Essential Lesson ဆိုတာဘာလဲ။ Essential Lesson ဆိုတာနဲလေကောင်းလေဆိုတဲ့မူဝါဒပါ။ကျွန်တော်တို့ဟာတနေ့တာလုံးမှာဆုံးဖြတ်ချက်ပေါင်းထောင်ချီချနေရပါတယ်။ဥပမာတငယ်ချင်းကကော်ဖီတောက်ဖို့ခေါ်တယ်။ Okay အလုပ်မှာသူများမပြီးသေးတဲ့အလုပ်တွေကိုကုခိုင်းတယ်။ Okay လူမှုကွန်ရက်ပေါ်မှာမလိုအပ်တဲ့သတင်းတွေကိုရှောက်ဖက်နေမိတယ်။ Okay ဒီလို Okay တွေများလာတဲ့အခါမှာသိရင်စွမ်းရင်တွေဟာ10နေရာစာလောက်ကိုပြန်ကျေသွားတတ်ပါတယ်။ရလက်ကတော့10နေရာလုံးမှာတလက်မစာလောက်ပဲခရီးရောက်ပါတော့တယ်။ဒါပေမဲ့သင်စွမ်းရင်အားလုံးကိုအရေးကြီးဆုံးတနေရာထဲမှာပဲစူးစီးပြီးသုံးလိုက်မယ်ဆိုရင်တော့သင်ဟာမိုင်ပေါင်းများစွာကိုခရီးရောက်သွားပါလိမ့်မယ်။လူအများစုဟာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုမေ့နေတတ်ကြပါတယ်။တခုခုကိုလှုပ်ဖို့တောင်းဆိုခံရတဲ့အခါငါဒါကိုလုပ်ရမယ်လို့ပဲအလိုလျောက်တွေးမိတတ်ကြပါတယ်။ဒါပေမဲ့ essential တစ်ယောက်ကတော့ငါဒါကိုလှုပ်ဖို့ရွေးချယ်တယ်လို့ပဲသူတို့ကခံယူပါတယ်။ဥပမာအားဖြင့်အလုပ်မှာအချိန်ပိုဆင်းဖို့အထက်လူကြီးကခိုင်းတဲ့အခါတင့်မှာညှင်းပယ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်။အကယ်၍တင်ကအားနာလို့လက်ခံလိုက်မိရင်တော့အဲ့ဒီအချိန်တွေဟာတင့်မိသားစုကိုပေးရမယ့်အချိန်တွေကိုညှင်းပယ်လိုက်တာနဲ့အတူတူပါပဲ။ကျွန်တော်တို့ဟာအလုပ်တွေလည်းအများကြီးလုပ်ချင်တယ်။မိသားစုကိုလည်းအချိန်ပြည့်ပေးချင်တယ်။အားကစားလည်းမှန်မှန်လုပ်ချင်တယ်လို့ကျွန်တော်တို့ကလောဘတက်တက်ကြပါတယ်။ဒါပေမဲ့လက်တွေ့ဘဝမှာတော့ဘယ်အရာကိုအဓိကထားမလဲဆိုတာကိုတင်ကိုယ်တိုင်မရွေးချယ်ဘူးဆိုရင်တော့ပတ်ဝန်းကျင်ကတင့်အတွက်လာရောက်ရွေးချယ်ပေးသွားပါလိမ့်မယ်။ဒါကြောင့်အပေးယူလောက်ရမှာကိုမကြောက်ပါနဲ့။ဘဝမှာအလကားရတာဘာမှမရှိပါဘူး။တစ်ခုကိုရွေးချယ်ဖို့ဆိုရင်နောက်တစ်ခုကိုစွန့်လိုက်ရစမြဲပါပဲ။ဒါကိုလက်ခံနိုင်ခြင်းကသာလျှင်တင့်ဘဝကိုပို့ပြီးအရေးအသွေးရှိလာအောင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။အရာရာဟာအရေးကြီးတယ်လို့ထင်ရပေမဲ့လည်းတကယ်တမ်းမှာတော့အရေးကြီးတာက1%ပဲရှိပါတယ်။ဒါကိုခွဲခြားဖို့စာရေးသူက90%ဆိုတဲ့မူဝါဒကိုပေးထားပါတယ်။ဥပမာတင်ကအလုပ်တစ်ခုကိုလက်ခံရမလားလို့စဉ်းစားတဲ့အခါကိုပြန်ပြီးမေးခွန်းထုတ်ကြည့်ပါဒီအလုပ်ဟာငါအတွက်90%ထက်ပိုပြီးအကျိုးရှိနိုင်မလားတကယ်လို့90%လောက်ပဲအဆင်ပြေနိုင်နေဆိုရင်အဲ့ဒါဟာတုံညပါပဲလုံးဝညှင်းပယ်ပြစ်လိုက်ပါအသင့်အတင်ကောင်းတာတွေဟာအကောင်းဆုံးဖြစ်မလာနိုင်တဲ့အတွက်အဲ့ဒါတွေကိုအရင်ဆုံးဖယ်ထုတ်ပြရပါမယ်ကျွန်တော်တို့လူတွေဟာညှင်းပယ်ရမှာကိုကြောက်ကြပါတယ်ငါမလုံနိုင်ဘူးလို့ပြောလိုက်ရင်ဆက်ဆံရေးပြပြသွားမလားဆိုပြီးစိုးရင်တက်ကြပါတယ်ဒါပေမဲ့အမှန်တရားကတော့ခဏတာအားနာရတာဟာတစ်သက်လုံးနောင်နာရနေတာတဲ့အများကြီးတာပါတယ်ဒါဆိုရင်ဘယ်လိုညင်းမလဲဥပမာအခုလောလောဆယ်ကျွန်တော်အခြားအရေးကြီးအလုပ်တစ်ခုကိုအာရုံစိုက်နေရလို့မလုပ်ပေးနိုင်သေးလို့ပါခင်ဗျာကိုကူညီခြင်းပေမဲ့ကျွန်တော်ဘက်ကအလုပ်တွေအရန်ရှုပ်နေတဲ့အတွက်နောက်နေ့မှပဲကူညီပေးရစေဆိုပြီးတော့စာအုပ်ကဥပမာတွေနဲ့တာရကပြထားပါတယ်လူတွေကတင့်ကိုခဏတော့စိတ်ဆိုးနိုင်ပေမဲ့ရေရှည်မှာတော့တင့်ရဲ့အချိန်နဲ့မူဝါဒကိုပို့ပြီးလေးစားလာကြပါလိမ့်မယ်ဒီစာအုပ်လေးကိုအဆုံးမသတ်ခင်မှာတော့လက်တွေ့လှုပ်ဆောင်မှုအချက်3ချက်ကိုပေးချင်ပါတယ်နံပါတ်1စရင်းလုပ်ပါတင်ဒီနေ့လုပ်ရမယ့်အလုပ်တွေကိုစာအုပ်တအုပ်ထဲမှာခြာရေးလိုက်ပါပြီးရင်အရေးမကြီးတဲ့အလုပ်3ခုကိုချက်ချင်းပယ်ဖျက်ပလိုက်ပါနံပါတ်2ကိုအချိန်ပေးပါတနေ့ကိုအနည်းဆုံး15မိနစ်လောက်ဘာမှမလုပ်ဖဲငြိမ်ငြိမ်လေးထိုင်ပြီးစဉ်းစားကြည့်ပါငါအခုလုပ်နေတာတွေကငါဘဝအတွက်တကယ်အကျိုးရှိရဲ့လားတကယ်တန်ဖိုးရှိရဲ့လားဆိုပြီးမိမိကိုယ်တိုင်ပြန်လည်သုံးသပ်ပါနံပါတ်3အိပ်စက်ပါ essentialist တွေဟာတနေ့ကို8နာရီအိပ်စက်ပါတယ်အိပ်စက်ခြင်းဟာအချိန်ဖြုံးရုံတက်ပဲမဟုတ်ပဲနောက်တစ်နေ့တွေမှာအကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်အုံနောက်ကိုအားသွန်းတာပါညီကိုချောရရင်တော့တင်ဘဝကိုတင်ကိုယ်တိုင်ဥဆောင်ပြီးမရွေးချယ်ဘူးဆိုရင်အခြားသူတွေကတင့်အတွက်လာပြီးရွေးချယ်ပေးသွားပါလိမ့်မယ်
ဒါကြောင့်အရာရာကိုအကုန်လုပ်ဖို့မကြိုးစားပါနဲ့အရေးကြီးဆုံးအရာတွေကိုပဲရွေးချယ်ပါဒီနေ့မှာတော့ဒီစာအုပ်လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ် The Essence Bar ကိုနားဆင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီစာအုပ်လေးကတကယ်ချင်းတို့အတွက်အကူအညီဖြစ်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဘဝအတွက်အကျိုးရှိစေမယ့်စာအုပ်တွေကိုဖတ်ပြရင်းနဲ့ပြန်လည်တွေ့ဆုံကြပါမယ်